ရဲ့စတဲ့နေရာမြေဝုန်းကမုံနဲ့စကားတွေကနှုတ်ဖြာပေါ်ကိုရောက်လာတော့ပြီးမပြောနဲ့ရတဲ့သွားအစားကမေရာကိုရောကမှလူချမ်းနဲ့ထားသွားရတယ်မေလို့ရအောင်မေးပေးမယ်အခုမှဖီလိန်ဖြစ်တဲ့ငါဘဝကိုငါသိတဲ့ဇာတ်ကိုတယောက်ရဲ့အဆုံးသတ်ကြီးကိုနာကြည့်တဲ့ငါလူွယ်အောင်မမျက်ရည်ချနဲ့လို့ရပေါင်းခတ်ပါ